예도 예수님 가벼운 치료도 야세를 따라가 가와 오님 가마 두냐 고시비에 단체가 비리만 가시고 예수 마사지 소미냐 디카노냐 도바스로마 할렐루야 오코 백자와이 저를 루아소 우로나피 저를 앞에 누소 우로시나 할렐루야 오 아파 제가 거백인데 저도 레코드 제가 거백이에요. Halo Minglava. Minglava. Dari Jesu Rojak. Ni ya, kalau macam kia tu apa? Kena orang le kisi jauh sensasi le kalau Jesu Rojak macam Video mah national worship training tu berapa dengan aku silo, pergi tu video doa, video doa le kalau macam monthly mah jangan video monthly ada video fungsi video monthly mah ada ini, jadi kamu doa so dengan mingisi monthly mah ada ini, nanti kita mah video monthly kena mau ya udah besok, so monthly habis ini fungsi cium ternyata jangan monthly mah ada ini, so monthly mah so ini Jemaah, ayah minggu mengunai kan, Yesus itu malam menjadi itu. Kalau dari mana jauh minggu jadi malam mengunai kan, Haleluya. Terus kan, terus luar apa sih mau tu, terus siapa mira, dia dari mau bodi itu tu, terus kaki mana, hari terus mereka kaki le, jauh prima mau, mau dia, terus sudah mana tu mau dia terus, aku di alu tu bila mau kau dia deh. Bumbu ile bumbu lo, kau bumbu lo cium tu deh. Ingat ini saya ni manggur dulu ada tu. Ini dia mau lah mereka. Kemudian challenge yang lain cuma challenge di rumah. Pemalas mau beri tumbulan kau yang ni ni rupalai singa itu siapa yang lah. Ini yang mulai dah ni. Tapi sebenarnya tu ni dia apa sekarang tu dia mau lah. Tapi itu malah itu macam apa? Dan dia tu dia mau lah. Kau lihat dia mau buat hata dia itu. Dia tu ni faham tak? Kalau mulai dia jalan. Jadi dia berumah di ni lah. Ini kita ada musik ada, tapi sebab dia ada celak ni. Malu lah berbeda dia ada yang cinta cium mana ni. Awak macam tu kalau jangan lisi ada yang nama lain semua. Malu cium. Ini tu ini. Malu cium Sejoro. Mimi Camilo. Ayah Ishinai. Malu. Shibri yang legal. Shibroi yang legal. Kan kalau menurut di. Bahasa Unciro musik. Amin. Kalau dari jangan itu macam. Kalau ngaruh cium lu boleh kah? Payah lu sapi lu pasang mereka. Cipu yang cium jenis pasang apa? Payah kini cicin ni tak citu i lu boleh kah?
ဖယားကသူ့ရဲ့ချစ်ချင်းမြတ်တာကိုကောင်းတယ်ဘိုးရဲ့သူနဲ့တန်တူတဲ့လူကိုဖန်ဆင်းတယ်။ကျန်တဲ့အရာတွေကိုဖန်ဆင်းတဲ့အခါမှာဖယားကဖြစ်စေလို့ပြောရင်ဖြစ်တယ်။အလင်းဖြစ်စေဆိုဖြစ်တယ်။အပင်ပေါက်စေဆိုပေါက်တယ်။အမြဲတမ်းဖြစ်စေပြောတယ်။ဒါပေမဲ့လူကိုဖန်ဆင်းတဲ့အခါလူဖြစ်စေလို့ပြောဘူး။ရေဘုံကိုယူတဲ့တန်လို့တဲ့ဖယားရဲ့အသက်ကိုအဲ့ဒီထဲမှာမှုတ်သွင်းပြီးတော့မှငါတို့တန်တဲ့တည်းရဲ့လို့ပြောတယ်အာမင်။တဘောကတော့ဖယားကအဲ့ဒီသူ့ရဲ့တန်တဲ့သူရဲ့လူကိုချစ်မဲ့လူကဖယားကိုပြန်ချစ်လူနဲ့ဖယားနဲ့ချစ်ပြီးတော့ထာဝရကာလအတူတွေကိုဖန်ဆင်းတာဖြစ်တယ်အာမင်။တဘောရရနားလည်အောင်ပြောမယ်ကျွန်တော်တို့ကလည်းချစ်ချင်းတာမရှိဘူးလားရှိလားရှိတယ်ဒီမိုက်ခရိုဖုန်းနဲ့ချစ်လို့မရဘူးလေနော်တော့လည်းဒီမှာချစ်တဲ့ကောင်းတဲ့ချစ်ပါတော့အဲဒီစစကြီးချစ်လို့မရချစ်ဖို့ရန်တန်တူတဲ့ပုံကူတွေဥပမာကျွန်တော်ရဲ့ဇနီးတွေဒါပေမဲ့ကျွန်တော်ရဲ့သမီးကိုချစ်မဲ့လူကပြန်ချစ်အဲ့တော့မေတ္တာအကောင်တွေပေါ်လာဒါဖယားသူ့ရဲ့မေတ္တာကိုကောင်းတယ်ဘုံဘုံရန်သူနဲ့တန်တူသောလူကိုဖန်ဆင်းတယ်အာမင်အာမင်အဲ့တော့လူကဖောက်ပြန်သွားတယ်လူကစာတန်နောက်လိုက်သွားတယ်လူကကြဆင်းသွားတယ်ဖယားလက်ကပြစ်တာမပြောင်းဘူးဖယားချစ်တယ်လို့ပဲအာမင်အဲတော့တပါးရီလိုသားတော်ကိုစွန့်တော်မူသည့်တိုင်အောင်လောကီသားတို့ကိုချစ်တော်မူ၏လို့ပြောတဲ့အခါတလောကလုံးကိုချစ်တဲ့အတွက်သူ့ရဲ့သားတော်ကိုစွန့်တယ်အာမင်အာမင်အဲဒီလိုချစ်တဲ့အတွက်ကောင်းကြီးရောက်တာတော့မဟုတ်ဘူးလို့အဲ့ဒါခွဲပြီးသိဖို့ဖယားလူတိုင်းကိုချစ်ပြီးသားပဲချစ်တဲ့အတွက်အဲ့ဒီလူကောင်းကြီးဝင်ဖို့အပြစ်စီရင်ခြင်းငရဲကလွတ်ဖို့စာရရဲ့တောင်းဝါကနေလွတ်ဖို့ဖယားဘက်ကစီစဉ်ထားတဲ့အရာရှိတယ်အာမင်အဲ့တော့ပြောတယ်ငါတို့ကိုချစ်၍မိမိအသွေးနဲ့ငါတို့အပြစ်များကိုဆေးကြောတော်အပြစ်ရှိသွားတဲ့လူကတန်ရှင်းတဲ့ဖယားနဲ့ဆက်ဆံလို့မရအဲ့ရဲ့ဆက်ဆံလို့မရတော့အဲ့တော့မဟောရဲ့တော့မှချစ်တဲ့အခါဣသရေလလူမျိုးတွေအဲလူပြည်ကနေကယ်ထုတ်တဲ့ညမှာသိုးတငယ်ကိုတတ်ပြီးတော့အဲ့ဒီအသွေးကိုအိမ်အပြင်တကားမှာတုတ်ထားမယ်လို့ပြောတယ်ပြီးတော့အိမ်ထဲမှာနေပြီးတော့မှဒီသိုးတငယ်သားနဲ့ပတ်သက်တာကိုစားတယ်အဲ့တော့စီရင်တဲ့ကောင်းကင်တမန်ကလာတဲ့အခါအဲ့ဒီအသွေးတုတ်ထားတာကိုမြင်တဲ့စီရင်ခြင်းကအဲ့ဒီအိမ်ကိုယူသွားမယ်လို့ပြောတယ်အဲ့တော့ဒီအသွေးကအပြင်မှာအိမ်အပြင်မှာတုတ်တာဖြစ်တယ်အိမ်ထဲမှာရှိတဲ့လူတွေကအဲ့ဒီအသွေးကိုမမြင်ရဘူးအဲ့ဒီအသွေးကိုဘယ်သူမြင်တာလဲဆိုရင်ခုနစီရင်မဲ့ကောင်းကင်တမန်မြင်တာဖြစ်တယ်တနည်းအားဖြင့်ဘုရားသခင်စီကလာတဲ့ကောင်းကင်တမန်တနည်းအားဖြင့်ဘုရားသခင်မြင်ဖို့ဖြစ်တယ်အာမင်အဲ့ဒီအသွေးကိုမြင်ရင်တဲ့အဲ့ဒီအိမ်ကစီရင်ခြင်းလုပ်မယ်လို့ပြောတယ်အခါတဲတော်နဲ့ကိုးကွယ်တဲ့အခါအပြစ်ပြေဖို့ရန်အတွက်ကိုးကိုတတ်ပြီးအသွေးသွင်းရအဲ့ဒီသွေးကလည်းတဲတော်ထဲမှာသွင်းတယ်လို့ပြောတယ်အတိတ်တွေကဖယားမြင်ဖို့အတွက်ဖြစ်တယ်အာမင်လူတွေမြင်ဖို့မဟုတ်ဘူးဒါကြောင့်ခရစ်တော်ကကျွန်တော်တို့ရဲ့အပြစ်တွေသူ့ရဲ့အသွေးတော်ကိုကားလိုက်သွင်းတယ်အာမင်အဲ့ဒီသွင်းတဲ့အသွေးတော်ကနှုတ်ကပတ်တော်လို့ပြောတယ်လိုက်ဆိုကျွန်တော်ပြောမယ်ဝိညာဉ်တော်အားဖြင့်ဘုရားသခင်ရှေ့တော်၌တင်လူပူဇော်သောခရစ်တော်၏အသွေးသည်ခရစ်တော်ရဲ့အသွေးကဝိညာဉ်တော်အားဖြင့်ဘုရားသခင်ရှေ့မှာတင်လူပူဇော်တယ်လို့ပြောတယ်အာမင်အဲ့ဒီအသွေးတော်ကြောင့်ဒီနေ့တင်တဲ့ကျွန်ုပ်ကအပြစ်ရှိတဲ့ဘဝကနေဘုရားသခင်ရဲ့ရှေ့ဘုရားသခင်အမြင်မှာတန်ရှင်းတော်သူဖြစ်ခွင့်ရတယ်ဟာလေလုယာအာမင်အဲ့ငါတို့ကိုချစ်၍မိမိအသွေးနဲ့ငါတို့အပြစ်များကိုစိတ်ချောတော်မူ၍တနည်းအားဖြင့်အပြစ်ရှိနေတဲ့တင်တဲ့ကျွန်ုပ်ကိုဘုရားကသူ့ရဲ့အသွေးတော်နဲ့ပြန်လည်ပြီးတော့တန်ရှင်းသူဖြစ်စေတနည်းအားဖြင့်ပြန်လည်ရယူလိုက်ပြီးတော့မှဘုရားကျွန်တော်ဆိုတဲ့ချမ်းသာမှာနေရာနဲ့နေရာမှာခံထားတယ်လို့ပြောတယ်ရှင်ဘုရင်အရာနဲ့ယစ်ဘရိုရီအဲ့ဒါပါလေရှင်ဘုရင်အရာနဲ့ယစ်ဘရိုရီအဲ့တော့ဘုရားကအသွေးတော်အဖြစ်တန်ရှင်းသူဖြစ်စေတယ်ဆိုတာကဘုရားကျွန်တော်တို့ qualify ဖြစ်အောင်လုပ်ပြတာစံမီကောအောင်လုပ်ပြလိုက်ဒီအဖြစ်မနေ့ကပဲတတိမှဖတ်တယ်အခုစေရန်အောင်တဲ့ကလေးတွေကအရင်တော့အမှတ်နဲ့ခွဲတော့နော်
ဆိုတော့တို့ချိန်ရဟာသာရက်ကိုယူလို့ရကျွန်တော်တို့ခေတော့အမပုံမှာကြည့်ပြီးတော့လားဟောဆိုတော့အမကောင်းတဲ့လူကဟာဆေးတဲ့လူတဲ့ဟာအာရီတဲ့လူအခုစနစ်ပြန်ပြောင်းသွားပြီအဲ့တော့ကောင်းပြီလူငယ်တယောက်ကကျွန်တော်တက်ကတူတက်မယ်လို့ပြောရင်ဆယ်ရအောင်အခြေခံပညာထက်အောင်အထက်တန်းအောင်ကတက်ကတူ join လို့ရတယ်သဘောတော့အခြေခံပညာထက်အောင်ပြီးမှသူတက်တူတက်ဖို့အစစ်မိတယ် qualification ဒီတော့အဲ့တော့ဖယားကအသွေးတော်အဖြစ်ကျွန်တော်တို့တန်ရှင်းဖြစ်စေတယ်ဆိုတာကျွန်တော်တို့အစစ်ပြီးအောင် qualify ဖြစ်အောင်တန်းဝင်အောင်ဖယားလုပ်ပေးတာပြီးတော့မှရှင်ဘေးအရာနဲ့ရှင်ဘရောအရာမှာတင်တဲ့ကျွန်တော်တို့ဖယားကခန့်ထားတယ်လို့ပြောတယ်အာမင်ရှင်ဘောလူကကိုရိန္သုဩဝါဒစာပထမဆုံးခန်းကြီး1ငယ်1မှာဒီလိုပြောတယ်ကျွန်တော်တိုင်ပြလိုက်ဆိုယေရှုခရစ်အားဖြင့်အပြစ်နှင့်ကင်းစေ၍တန်ရှင်းသူအရာ၌ခံထားသောသူတည်းဟုသောကိုရိန္သုမြို့၌ရှိသောအသင်းတော်မှစ၍အရရ၌ရှိသောငါတို့သခင်ယေရှုခရစ်ကိုပတနာပြုသောသူအပေါင်းတို့ကိုကြားလိုက်ပါ၏အဲ့ဒါကပေါလုကသူစာရေးတဲ့အခါမှာကိုရိန္သုဩဝါဒစာရေးတဲ့အခါမှာ address လုပ်တယ်အဲ့တော့ address လုပ်တဲ့အခါမှာကိုရိန္သုမြို့မှာရှိတဲ့အသင်းတော်ကလူတွေကိုဘယ်လိုခေါ်လဲဆိုလို့ရှိရင်ကိုရိန္သုမြို့၌ရှိသောတန်ရှင်းသူတို့ခေါ်တယ်အာမင်အဲ့တော့ကိုရိန္သုမြို့အသင်းတော်ကြောင့်စဉ်းစားတဲ့အခါကိုရိန္သုအသင်းတော်မှာဝိညာဉ်ရေးကလေးတွေရှိတယ်အဲ့ရှင်ဘောလူကပြောတယ်ငါမင်းတို့ကိုခြေခဲသောအစာကျွေးချင်တယ်တဲ့ကျွေးလို့မရဘူးတဲ့မင်းတို့ကခလေးဖြစ်လို့တဲ့အခုတည်းနှုတ်ပဲတိုင်ကြအဆိုရင်ကိုရိန္သုအသင်းတော်မှာဝိညာဉ်ရေးကလူနေတဲ့လူတွေရှိလားအဲ့ဒီလူတွေကိုလည်းရှင်ဘောလူကတန်ရှင်းသူတို့လို့ခေါ်တယ်အာမင်လို့ခေါ်တယ်တန်ရှင်းသူတို့ဒါကြောင့်တင်းကိုဖယားကတန်ရှင်းသူတို့တတ်မှတ်တာတင်းရဲ့ဝိညာဉ်ရေးရတဲ့ဆိုင်လို့ခရစ်တော်ရဲ့အသွေးတော်ဖြစ်တယ်အာမင်အဲ့ဒီကိုဒီကိုတင်းတော်ရဲ့မှာပဲတန်ရှင်းသောဝိညာဉ်တော်ရဲ့စုကျေးဇူးတွေအကြောင်းနားမလည်တဲ့လူတွေရှိသေးတယ်အဲ့ရှင်ဘောလူရှင်းပြတယ်အခြားသောဘာသာစကားပြောဆိုရှိတယ်ကွာအပရောဖက်ပြောဆိုရှိတယ်ကွာအနာဂတ်ပြောဆိုရှိတယ်ကွာရှင်းပြဒါပေမဲ့စုကြည်စုရဲ့အကြောင်းနားမလည်ရင်လေအဲ့ဒီလူတွေကိုတန်ရှင်းသူလို့ပဲခေါ်တယ်အာမင်အဲ့ဒါခရစ်တော်ရဲ့အသွေးတော်ကြောင့်ဖြစ်တယ်အာမင်အဲ့ဒီမိသားစုတို့ဆက်တွေ့ရတာမှသာလေတန်ရှင်းသူတော့ရှိဘောလို့ပြောတာဟုတ်ဘောရိန္သုမြို့၌ရှိသောအသင်းတော်မှစ၍အရရ၌ဆိုတာယုံကြည်သူတိုင်းကိုကြည်ပဲပြောတာဖြစ်တယ်အာမင်ကျွန်တော်တို့ဒီလိုတွေ့တယ်လေကျောင်းတွေကစိတ်ပေါ်စိတ်ဂျွန်ကျွန်တော်ငယ်တော့အရကနေကမာယုံမှာတော့စိတ်အော်ဂက်စတင်တော့အဲ့ဒီပုံကိုယ်တွေကိုမှစိတ်ပြောတာလို့ယုံကြည်သူတိုင်းကိုစိတ်လက်မှတ်ထားတယ်အာမင်မိတ်ဆွေများကကျွန်တော်စီကိုစာပို့တဲ့အခါစာရေးတဲ့အခါအများအားတော့ရေးလို့ရေးဒီယာစိတ်အဲ့ဒါရေးချစ်စွာသောတန်ရှင်းသူသူတို့ခေါ်တော့ဘာလို့ကျွန်တော်ခေါ်လို့ကျွန်တော်လေဘုက္ကိုစိတ်ရစလာငါစိတ်ဆိုသူလေးဒီနေ့ဒီတိုင်းခေါ်လို့ရတယ်အာမင်အဲ့တော့ခရစ်တော်ရဲ့သူတို့ကြောင့်တရားကျွန်တော်ကိုစိတ်တန်ရှင်းသူလို့တတ်မှတ်ထားတယ်အဲ့ဒါတင်းရဲ့လှုပ်ဆောင်ချက်နဲ့မဆိုင်ဘူးတင်းရဲ့ဝိညာဉ်ရေးအခြေအနေနဲ့မဆိုင်ဘူးအာမင်ပြီးတော့မှနေရာနဲ့နေရာမှာခန့်တယ်ရှင်ဘုရင်အရာနဲ့ယေဘရောအရာဆိုတော့ပြောမယ်ယေဘရောအရာဆိုအဲ့ဆိုတော့လည်းပြောမယ်ယေရှုခရစ်အားဖြင့်အပြစ်နှင့်ကင်းစင်၍တန်ရှင်းသောဓမ္မယဉ်ကိုပူဇော်ရသောယေဘရောဟိတ်မျိုးဖြစ်ကြယုံကြည်သူကခရစ်တော်အဖြစ်အပြစ်နဲ့ကင်းစင်ပြီးတော့တန်ရှင်းတဲ့ဓမ္မယဉ်ကိုပူဇော်ခွင့်ရတဲ့ယေဘရောဟိတ်မျိုးဘာမျိုးလဲဘာမျိုးလဲတိတယ်ကြီးလားလူတွေကဘာမျိုးလဲမေးတယ်ဘာမျိုးလဲမေးတယ်ဆရာဘာမျိုးလဲကျွန်တော်မွန်နဲ့တရုတ်ဆက်တယ်
ကျွန်တော်ဇနီးတွေကတရားနဲ့ပြင်ဆက်တယ်အဲ့တော့ကျွန်တော်မွေးထားတဲ့ကလေးတွေမိုးတရုတ်ကြီးကြီးပါလို့ဟုတ်ဘူးရေဘရောဟိတ်မျိုးဘာမျိုးလဲရေဘရောဟိတ်မျိုးအဲ့တော့ဘုရားကတိကိုဘာမျိုးလို့သတ်မှတ်ထားလဲခရစ်တော်ကားတိုင်းမှာအသေးခံတဲ့အခါဓမ္မဟောင်းမှာအသက်ရှင်ဆုံးဌာနဆိုရင်ဘုရားချင်းဝတ်တဲ့နေရာအဲ့မှာဝင်လို့မရအောင်ကာထားတဲ့ကလကနှစ်ချမ်းတွဲလို့သဘောဖွင့်ပြလိုက်အစာတော့အပြစ်ရှိတဲ့အတွက်လူကအရှင်းတဲ့ဘုရားနဲ့ဆက်ဆံလို့ဆက်သွယ်လို့ကိုယ်ကိုယ်လို့မရကာထားတာကားရမှာခရစ်တော်ကအဲ့ဒီဘုရားနဲ့လူကြားအပြစ်ကိုဖယ်လိုက်တဲ့အခါအဲ့ဒီစီးတာဖြစ်နေတဲ့ကလကလည်းပွင့်သွားတယ်။ဒါကြောင့်ဒီနေ့ဆင်မတို့ပြောတယ်ယေရှု၏ကလကာဒီဟူသောတဲ့ကိုခန္ဓာဒီဟူသောကလကာအဖြစ်တဲ့ဒီအသက်လမ်းအသစ်သေးကိုတဲ့အတန်ရှင်းဆုံးဌာနလေးကိုတဲ့အသွေးတော်ကိုအမိပြု၍အစီအတာမရှိဝင်ခွင့်ရတယ်လို့ပြောတယ်အာမင်။အဲ့ဒါဓမ္မဟောင်းရဲ့ဘောမှာယေဘရောဟိတ်နည်းနဲ့ဝင်ခွင့်ရတဲ့နေရာဖြစ်တယ်။ဘုရားခင်ရဲ့ရှေ့ဘုရားနဲ့ချစ်ဆိုင်ရတဲ့ခွင့်ရဓမ္မဟောင်းမှာယေဘရောဟိတ်နည်းနဲ့ရဒီနေ့ယုံကြည်သူတိုင်းခံစားပေးရတယ်အာမင်။အဲ့တော့ဒီကိုဘုရားကယေဘရောဟိတ်ကိုသတ်မှတ်ထားတယ်။ယေဘရောဟိတ်ဆိုဘုရားနဲ့ဓာတ်ရိုက်ဆက်သွယ်ကိုယ်ကိုယ်ခွင့်ရတော့သူဖြစ်တယ်လို့ဘုရားရဲ့အစီခံတော်သူလည်းဖြစ်တယ်အာမင်။ဒါကြောင့်ဒီနေရာမှာကျွန်တော်တို့စုဝေးပြီးတော့ကိုယ်ကိုယ်နေတာယေဘရောဟိတ်ကိုယ်ကိုယ်နေတာဖြစ်တယ်အာမင်။ဘုရားခင်ရှေ့မှာစင်ပေါ်ထိုင်တဲ့လူနဲ့စင်အောင်ထိုင်တဲ့လူရှိတယ်။ဘုရားခင်ရှေ့မှာဝိယုံခြုံရတယ်လို့လည်းဝိယုံခြုံရတယ်လို့ရှိဘူး။ဘုရားခင်ရှေ့မှာပွဲတော်ပေးရတယ်လို့လည်းပွဲတော်စားရတယ်လို့ရှိဘူး။ဘုရားခင်ရှေ့မှာကျွန်တော်တို့အားလုံးကယေဘရောဟိတ်ဖြစ်အာမင်အာမင်ကဲဘယ်ဘာသာစာပြီးယေဘရောဟိတ်ပဲသွားမယ်ဒီလိုအချင်းချင်းကိုယ်ဝင်ကြတယ်ဘယ်မှာပဲသွားမယ်အဲ့တော့အဒီဒီကဆိုင်နေရတယ်မရှိလားရှိလားလူတွေဒီလိုပြောတယ်ဆရာကြီးဒီတနည်းတွေဒီလိုပဲဘုရားလာဖို့ပဲလားအလီလာနေရစာပြီးတပတ်လုံးလောကလို့ပြီးတော့ပြစိတ်မကောင်းဖြစ်ဘုံမဲဆိုပြောမယ်အဲ့ဒီလောကကြီးထဲမှာတိကိုဘုရားအားရတာပါအာမင်ခရစ်တော်ဒီလိုပြောတယ်တင်တို့သွားရေးဆိုတာအင်္ဂလိပ်လိုဖတ်ရင် going into the world လို့ပြောတာလောကထဲကိုသွားခိုင်းတာတကယ်ရှိအဲ့ဒီလောကထဲထွက်လာခဲ့ကိုယ်လေးသွားနေအပင်အောက်မှာနေအတိမဲ့စာအဲ့လိုပြောလို့လောကထဲကိုသွားခိုင်းတာအဲ့တော့ခရစ်တော်ရဲ့သူတွေကျဲအဲ့တော့တင်လောကကြီးထဲကိုသွားတာခရစ်တော်ခိုင်းတာလို့သွားတာဖြစ်တယ်ဟာလေပြောမယ်မနေ့ကဒီထဲအကြောင်းသားတွေကျောင်းတော်မဖွင့်သေးဘူးပေါ့ကျောင်းသားတွေကျောင်းထဲကိုသွားရင်အဲ့ဒီကျောင်းသားကယေဘရောဟိတ်ကျောင်းသားဖြစ်တယ်ရှင်ဆိုရင်ယေဘရောဟိတ်လူမျိုးရှင်ဖြစ်တယ်အာမင်ကျွန်တော်တို့အသီးသီးကိုဘုရားကနေရာအသီးသီးမှာယေဘရောဟိတ်ဖြစ်နေဖွဲ့ခတ်မှတာဖြစ်တယ်ဟာလေလုယာအခုတိုင်းပြည်ပြောင်းလာစီးပွားရေးလုပ်ငန်းတွေရှိလာတိကျတဲ့လုပ်ငန်းတွေကုမ္ပဏီတွေပေါ်လာတယ်ဟိုကျွန်တော်တို့ငယ်ငယ်တုန်းကလို့ကျွန်တော်တို့ငယ်ငယ်တုန်းကကျွန်တော်တို့အဲ့ဒီ social link လို့ပြောတယ်အားလုံး link အဲ့ဒါ social link ဒီလိုတွေ့ဘူးလေအချို့အန်ဒီတွေအလုပ်သွားတယ်ရုံးသွားတယ်သူချင်းအောင်ထဲမှာရှီလုံးနေတယ်သူညီးပဲအုတ်ထုတ်နေပါလေကြော်ရုံးမှာအပြီးထိုးတော့တော်တော်လုံးလာတော့တော်တော်တချို့အလုပ်သွားတယ်တိုင်းဝင်သူထက်ကြီးတယ်ကွာရုံးမှာအပြီးပါတယ်မျိုးလဲမှာကျွန်တော်တကယ်ကြီးအလုပ်လုပ်တယ်ဟာကွာခေါ်အောင်စင်းလာတပည့်တိုင်းခိုင်ကြားတော့ကောင်းကောင်းကစားတာအဲ့ဒါလုပ်နေဘာကောင်းရလဲအော်ငါကြားတော့ပြန်ကန်ပြီးတော့စိုက်တဲ့သူပြီးပြန်အဲ့ဒါရေတော့အောင်တယ်ဆိုရှယ်လစ်တော့ရအခုကျွန်တော်ဘုရားတော်မှာတဲ့ကလေးတွေမှာမျိုးထဲမှာကုန်ပြီးတော့ကိုရီတူးတော့ဘာလို့လဲမျိုးတော့လုပ်တဲ့ကလေးတွေရှိကျွန်တော်ပြောတယ်ဟေးငါမျိုးရဲလားဆရာကျွန်တော်ဖုန်းထဲကို message ပို့လိုက်ကျွန်တော်မင်းစားချိန်အခြေရဆရာထွက်တွေ့မလာခဲ့ပဲအားဆရာပြင်လာလို့မရအဲ့တော့အဲ့ဒီလုံးထဲကလူတွေကိုကျွန်တော်ကတရားတော်ဟောဖို့ဆိုတာအဝေးဖြစ်သွားတယ်ကိုတိတဲ့ကိုဘုရားကျောင်းကတပည့်သားမင်းတို့ဝင်တွေ့လို့မရဒါပေမဲ့သူ့ကိုအဲ့ထဲမှာဘုရားထားတာလေအာမင်ဒါကြောင့်ဒီလောကကြီးမှာအလုပ်သွားလုပ်နေတာဝမ်းနည်းစရာမဟုတ်ဘူးတိကိုဘုရားဖွက်ခတ်တာဖြစ်နေတာပါ
မေးကြည့်ပါဟဲ့ဒီမှာလို့လာလို့နေရာလေကိုမလို့သူလာကျွေးပါသူကဝိုင်းအတွက်လို့တင်ကဝိုင်းအတွက်လို့လာဘူးတင်မှာကျွေးတော့ဘုရားရှိတယ်အာမင်အဲ့တော့တင်လို့နေတာသမင်းစားမှာသမင်းညမှာကြောက်လို့နေတာမဟုတ်ဘူးအဲ့ဒီလုပ်ငန်းတွေထဲမှာတင်ကိုဘုရားကရှင်ဘရောဖြစ်တဲ့ခါတော့တင်လို့ဖြစ်တယ်အာမင်ယောလီဝတည့်ရဲ့ပြေခေါ်တော့လုပ်ငန်းတွေထဲမှာရှိနေခြင်းဒီအမှားမဟုတ်ဘူးပိုက်ဆံရဖို့သမင်းစားဖို့လုပ်နေတာမဟုတ်ဘူးရှင်ဘရောဖြစ်တဲ့လုပ်နေတာဖြစ်တယ်အာမင်အဲ့တော့ဘုရားအသိကိုရှင်ဘရောဖြစ်တဲ့ဒီဟာအသီးသီးမှာခွဲခန်းမှတ်တာကျောင်းသားကိုကျောင်းသားတွေမှာချမ်းသာရေးဝန်ထမ်းကိုစေရုံမှာတမတော်ကဝန်ထမ်းဖြစ်ရင်တင်ကိုအဲ့တမတော်တွေမှာစက်ရုံတွေမှာအလုပ်ရုံတွေမှာရုံးခန်းတွေမှာကုမ္ပဏီရုံးခန်းတွေမှာအသီးသီးကိုဘုရားခွဲခန်းမှတ်ထားတယ်ဘာတွေဖြစ်နေလဲရှင်ဘရောဒီတော့အဲ့ဒီရှင်ဘရောဖြစ်တဲ့လွတ်လိုက်တဲ့တင်ကိုဘုရားကဒီတိုင်းလွတ်လိုက်တာမဟုတ်ဘူးရှင်ဘုရင်အရာလို့ပြောတယ်ရှင်ဘုရင်ဆိုတာအခွင့်အာဏာရှိတော်သူဖြစ်တယ်အာမင်အာရှိတော်သူလေအခွင့်အာဏာရှိတော်အဲ့ဒီကိုရှင်ဘရောဖြစ်တဲ့လောကကြီးကိုဆေလွတ်လိုက်တဲ့အခါမှာဘုရားကအခွင့်အာဏာအပြည့်အနှင်းပြီးတော့ဆေလွတ်လိုက်တာဖြစ်တယ်ကဘာဥစ္စာဖန်ဆင်းခြင်းကိုကြည့်ပါဘုရားဖန်ဆင်းပြီးတဲ့အခါမှာအာရန်ကိုကဘာမှာနေရာချပြီးတော့ဘုရားတေချာမှာလေအာရန်ကဘာကြီးပေါ်မှာမိသက်ရှိတဲ့ကတိထားလို့စင်ညာကြီးတွေရှိတယ်ကင်းကောင်တွေရှိတယ်ဒိုင်နိုဆောတွေရှိတယ်နော်ပရောစာတိတွားတိဒီတဲ့နော်ပါလားမဟုတ်တော့အာရန်ဘုရားဘာမှလဲဆိုတော့အာရန်တဲ့ဒီကဘာကြီးကိုမင်းအုပ်ဆိုးရမယ်လို့ပြောတယ်ဟာလေလုယာအာမင်ပြောရင်ကအခွင့်အာဏာအပြည့်ပေးပြီးလို့လိုက်အဲ့လိုပြောတဲ့အတွက်အာရန်စီမှာအတ်တော်ချောင်းရှိအတ်တော်ပေါ်သေးွေရောဆိုတော့ဒါတော့တနတ်ဘာလည်းမရှိဘူးဟောဒါပေမဲ့အာရန်စီမှာဖယားပေးထားတဲ့အခွင့်အာဏာအားလုံးရှိတယ်အာမင်အားလုံးကိုဆိုရအာမင်အဲ့တော့အာရန်ကကြောက်ရွံ့တဲ့လောကကြီးထဲမှာနေနေရတာမဟုတ်ဘူးအဆိုးအခွင့်အာဏာနဲ့နေနေတာဖြစ်တယ်အာမင်ကျွန်တော်တို့ကားမောင်းလာနော်ကားမောင်းလမ်းပြပလေးကဘောလုံးပြီးထွက်လာပြီးရွှေ့လို့ကိုယ်ကားပါလို့ပြောကားအင်ဂျင်နဲ့ဝီစီပဲရတာဟုတ်ကြကားဝီစီလို့စဉ်းစားကားအင်ဂျင်နဲ့ဝီစီလေးပဲရတာလေကားအင်ဂျင်ကပါဝါလေ horsepower အဲ့ဒီပါဝါဒါပေမဲ့သူကဝီစီလို့ပဲဆိုသူကအခွင့်အာဏာရှိတာအခွင့်အာဏာနဲ့ပို့လိုက်တဲ့ဒီ engine ချက်ချင်းပါလို့ရဒီကားချက်ချင်းပါလို့ရပြောချင်တာအခွင့်အာဏာဆိုတာအကောင်ကြီးသေးတယ်မဆိုင်ဘူးအာရန်ကြီးပေါ်မှာသက်ရှင်တဲ့ကာလသူထက်ကြီးတဲ့အကောင်ကြီးတွေရှိတယ်ဒါပေမဲ့အဲ့ဒီကောင်ကသူကြောက်စရာအဲ့ဒီကောင်ကစိတ်ဝင်စရာမလိုသူမှာအခွင့်အာဏာအပြည့်ရှိတယ်အာမင်ဒါအခွင့်အာဏာရှိတယ်ဆိုတာဘာနဲ့ကိရိယာပစ္စည်းရှိလဲလို့ဆိုင်ဘူးတင်မှာဖျားပေးထားတဲ့အခွင့်အာဏာပြည့်စုံရမယ်။နောက်ကတော့ဒီလိုလက်စုပ်နေပြီမယ်။ယုံကြည်သောသူတို့၌ဖြစ်အပ်သောအမိတ်လက္ခဏာဟူမူကားငါ၏နာမကိုအမိပြု၍နတ်ဆိုးတို့ကိုအင်ထုတ်ချတဲ့ထူးခြားသောဘာသာစကားမျိုးတို့ကိုပြောကြတဲ့ဝေတို့ကိုဖန်ကန်ကြတဲ့သေစေတတ်သောအစိတ်ကောက်ကိုတောက်စားပြီးဘေးဥပန်နဲ့ကင်းလွတ်ကြတဲ့အချမ်းသာသောသူတို့ပေါ်မှာလက်ကိုတည်၍ချမ်းသာပေးကြတဲ့ဟုမိန့်တော်မူသည်အာမင်ယုံကြည်သောသူ၌ဖြစ်အပ်သောသမိတ်လက္ခဏာဘယ်သူမှဖြစ်မဲ့သမိတ်လက္ခဏာလဲယုံကြည်သောသူဘယ်သူမှဖြစ်မဲ့သမိတ်လက္ခဏာလဲယုံကြည်သောသူဒါဆိုရင်ယုံကြည်သူရဲ့အသက်ကဘာဖြစ်လဲအဖြစ်လဲယုံကြည်သူရဲ့အသက်ကဘာဖြစ်လဲအဖြစ်လဲအဖြစ်လို့သမိတ်လက္ခဏာဖြစ်တာစေတော့လာမမလေးအားမမတွေ့နေတာလေ
ယုံကြည်တဲ့တဲ့ဘာလို့နမိတ်လက္ခဏာဖြစ်မလဲခွင့်ရတယ်ရှိတော့နမိတ်လက္ခဏာဖြစ်စေတဲ့အရှင်ကဒီနဲ့အတူရှိတယ်အာမင်အဆိုရင်နမိတ်လက္ခဏာနဲ့နမိတ်လက္ခဏာဖြစ်စေသောတရားပဲအဓိကချက်နမိတ်လက္ခဏာဖြစ်စေသောတရားကောင်းခြင်းနဲ့ကောင်းခြင်းပေးသောတရားပဲအဓိကချက်ကောင်းခြင်းပေးသောတရားကဲတင်ခြင်းနဲ့ကဲတင်ရှင်ပဲအဓိကချက်ဟုတ်တယ်အဲ့တော့နမိတ်လက္ခဏာဖြစ်စေတဲ့တရားကတင့်အသက်တာလည်းမှာသူရှိနေတာအာမင်အာမင်အဲ့တော့တင့်အသက်တာလည်းမှာနမိတ်လက္ခဏာဖြစ်တယ်လို့ပြောတယ်ဟာလေလုယာအာမင်ပြောရရင်အဲ့ဒါနေ့စဉ်သမီးစားရင်တော့ကိစ္စပဲတိတ်ထူးဆန်းတိုင်းမဟုတ်ဘူးနေ့စဉ်တင့်အသက်တာလည်းမှာခံစားနေရတဲ့အရာဖြစ်တယ်ဟာလေလုယာအာမင်ဒါပေမဲ့ဒီနေ့ခရစ်ယာန်တွေထူးဆန်းတယ်ဟဲ့သမီးပတ်တော့မင်းတို့ဘယ်လိုအောင်ဆိုတော့ကျမ်းစာပြောတာတင့်အသက်တာယုံကြည်သူအသက်တာဘာဖြစ်မလဲသမီးဆရာတော်၌ဖြစ်ရတော်လူပေးတဲ့ကံမဟုတ်ဘူးနော်ဘယ်သူမှဖြစ်ပါလဲယုံကြည်သောသူ၌ဖြစ်ရတော်လူပေးတဲ့တခါတလေကျွန်တော်တို့ပါပြီလို့ပါပြီလို့သူကအဲ့ဒီနမိတ်လက္ခဏာဖြစ်ဖို့ခံစားဖို့အတွက်ဒုထမှုစီဝေကိုစောင့်ဒုထမှုစီဝေလို့တော့မားတယ်လို့ပြောတော့နမိတ်လက္ခဏာအဲ့ဒီစီဝေမှာဖြစ်တာမဟုတ်ဘူးတိတ်အသက်တာထဲမှာဖြစ်တယ်အခုဖြစ်နိုင်တယ်အာမင်ဘာလို့ဖြစ်စေတဲ့ရှင်ကတည်တဲ့လူရှိနေတာလေဒါတရားနောက်ချိုးပြီးအမေတို့ပြီးတော့လို့ဆိုတော့ဒီကစူတောင်းဖို့စောင့်နေကြားတဲ့တေဝဘလို့ကျွန်တော်စပြီးတယ်မနစ်ကလည်းဖြစ်နေလို့ကောင်းတဲ့လူရလေးနေတယ်ချီးပေါက်တက်တာလားပါလဲမသိဘူးအေးချီးမွမ်းပြီးနေချီးမွမ်းပြီးဒီတည့်ရချက်တော့ကြောက်ကြစီးရဲတော့၆ရှိတယ်ချီးမွမ်းရတဲ့ကြောက်တယ်အာမင်ကျွန်တော်မိမမင်းကြောက်တဲ့သေးပဲလို့အဲ့ပေါ်လာဘုရားတော်ကကျွန်တော်တတိလေးလိုနေတဲ့ကလေးပါလေးတွေသူတို့ဟိုယူရီးယားမှာသာသနာပြုလို့ဇနီးမောင်တယ်ကျွန်တော်လည်းဖေလို့ပြောပါလို့ကျွန်တော်လည်းရမ်းခင်ဘယ်တော့ချစ်ခင်လဲဆိုတော့အိမ်အောင်ချပြီးတော့သူအိမ်အောင်ချပြီးကလေးမျိုးလို့ကျွန်တော်တို့တမိတော့လည်းပြောဟာနေတထက်သေးပါလားအဲ့ဒါသူကကျွန်တော်ပြောတယ်ကိုအဖေလိုဖြစ်နေလို့သူကလည်းမိမကိုရောစီးဆက်မှာတဲ့အောက်တယ်လာတယ်တတိယစတောင်းပြီးတော့အေးတမင်းချီးမွမ်းမိတယ်လို့ပြောတရားကြောင့်တက်တဲ့ခံတယ်အဖကြီးတဲ့ဟာလေလုယာပဲတဲ့တက်တဲ့ခံကိုပြောပါပြတယ်ကြောက်တယ်ထွက်ကြလာတယ်ဟာနေလဲကြောက်တယ်ဆိုတော့ချီးမွမ်းရတဲ့အသက်တာတော့ဖြစ်တာအာမင်ဘာလို့လဲယုံကြည်သူရဲ့အသက်တာကနမိတ်လက္ခဏာဖြစ်မယ်နောက်တစ်ပတ်တော့ပြောတာဟာလေလုယာအဲ့တော့တင်းအသက်တာဘာဖြစ်မလဲနမိတ်ပြီးတော့ငါဤနာမကိုမြည်ပြု၍နတ်ဆိုးတို့ကိုယုံကြည်သူလို့ပြောရင်တင်ကိုယ်တိုင်နတ်ဆိုးနေထုတ်လို့ရတယ်ကျွန်တော်တို့ရုပ်ရှင်တွေကြည့်တဲ့အခါတရေ6တယ်လို့ပါလို့ဆိုရင်ဘုံကြီးပြေးခေါ်တာနော်သူက holy water နဲ့ cross တဲ့အားလည်းလည်းရောအဲ့ဒီပြစီလို့ရတယ်တော့အများလားဒါလည်းဆရာပြေးခေါ်မယ်ဘုံကြီးပြေးခေါ်မယ်စဉ်းစားဘုံမရှိနတ်ဆိုးကဆရာကြောင့်ပြေးတာကိုယေရှုခရစ်တော်ကြောင့်ပြေးတာလေအဲ့ဒီခရစ်တော်ကဇောတူလင်းလာမှပါလာမှာမဟုတ်ဘူးလေတင်းနဲ့သူရှိပြီးသားအဲ့တင်းကိုယ်တိုင်နေထုတ်လို့ရတယ်အာမင်ငါဤနာမကိုမြည်ပြု၍နတ်ဆိုးတို့ကိုမြည်ထုတ်ချတယ်လို့ပြောတယ်အဲ့တော့တင်းထဲမှာရှိတဲ့ခရစ်တော်ကဒီနတ်ဆိုးဝိညာဉ်ဆိုးအားလုံးထက်ကြီးတော်ဘုရားဖြစ်အာမင်အဲ့တော့တင်းကိုယ်တိုင်ခရစ်တော်နာမနဲ့မြည်ထုတ်လို့ရတယ်အာမင်ကျွန်တော်တို့ဟာအလုံးကိုင်းနေကြောင်းဒီဟာဒေသတွေပြောင်းရွှေ့တာရှိတယ်အိမ်တွေပြောင်းရွှေ့တာရှိတယ်တခါတလေနေရာအသစ်ပြောင်းတဲ့အခါအိမ်အသစ်ပြောင်းတဲ့အခါအခန်းအသစ်ပြောင်းတဲ့အခါအဲ့ဒီနေရာမှာရှေ့ကနေသွားတဲ့လူတွေကမယုံကြည်သူတွေဖြစ်တဲ့အတွက်နတ်ဆိုးဝိညာဉ်ဆိုးခေါ်ပိတ်ထားတာလို့ကိုယ်ွယ်ခဲ့တာလို့လုပ်ခဲ့ဘူးလေကိုကမသိဘူးအဲ့ဒီနေရာမှာတော့နေပြီးတဲ့အခါရုပ်တရက်ရောက်ခါစားအစင်မပြေဘူးဖြစ်တတ်တာရှိတယ်တခါလေချို့အိမ်တွေကအကြာကြီးပိတ်ထားတယ်လူမနေဘူးပိတ်ထားတယ်ရောင်းဖို့ငါ့ဖို့ကြားထဲမှာငါ့ရဲ့ရောင်းလို့ခြိုက်ပိတ်ထားတယ်ဆိုရင်ကျန်းစာအရ6တွေ့သောအရက်6တွေ့သောအရက်ဆိုတာနတ်ဆိုးပေါ်လို့နေရဖြစ်တယ်အဲ့တော့ဒီကလေးကအလုံးကိစ္စကြောင့်လို့အိမ်ပြောင်းရွှေ့တော့ကြောက်တော့လည်းအဲ့လိုနေရာလို့ရောက်သွားတယ်မမျှော်လင့်မဲ့တဲ့ချုပ်တယ်စိတ်ပူစရာမလိုတင်ကိုယ်တိုင်ခရစ်တော်နာမနဲ့အမိန်ပေးပြီးအောင်ထုတ်လို့ရတယ်အာမင်တင်ကနေပြောင်းသွားတယ်တာဝန်နဲ့နေရောက်သွားတယ်
Astesia yang macam ni. Dia orang ni awak nak suruh tu yo. Ini nasihat yang awak mulai maaf. Kalau dia bilang dia nak kalau mau bersih. Tiku naik, kita nama ni, kami beri dulu ya, amin. Mari nama video nasuruh. Kalau nasuruh, saya jauh kira lah, kita jauh kira. Kita saya lama para tene tu shikira. Tene tu. So tu lembra ni lo nasu jiwa rabu. Kemana nasu na? Aji, ada mu. Kita jauh kira sini, amin. Yoshi negaji lo. Alu yoshi negaji. Alu apa ya jauh ni bukti. Alu sana lagi kan. Ya jauh bukti. Apa mungkin ada bukti ya. Saya bukannya dah biar jauh ni salah belum dia. Tu biar segala macam ni salah biar jauh bukan ni je. Kalau jangan bukan ni salah dia tu dia tu dah tu cross tu dia. Salah cross tu bukan ni bukan suat salah. Ini sih lagi kalau ni lekat, kalau ni lekat. So jangan sampai cross dia belum dia. Oh, so belum kali dia belum kurang. Oh. Tapi Yesus berkata, kalau time mana tu lajak orang, kalau suai lajak orang, kalau saudara Yesus bermaksud, Yesus berkata, kalau time mana tu lajak orang. Jadi macam kalau Yesus firman dia, di luar kalau saudara itu, anda yakin dulu lah. Elok, dekero, tinggu naiknya, kita sini tu aku anak siapa pun mesti kami. Di suara kali apa tinggal aku anak siapa kami. Kalau lain nama video ini solo itu jalan. Mesin youth media kalau cari tinggal ni. Kalau fungsi itu, saya ini langsung dua puluh Absolut. Di ini kawan dia ada kawan ni. Nyanyi asal nak buat puri lah macam Coba ada fungsi ni mau lalai pun. Bagaimana nasuruh kan ciri kau. Kalau Jangan soal itu. Di jangan sampai biar. Jom jiwa tu naik dia orang boleh orang lain awak video nasuruh ni jom berjalan. Tapi jangan tu siapa dia mah. Tu sejina orang suka ni. Bila jangan tu biar. Mak kena coba biar lu kemana tu mau. Tahu. Hobi nak nak ingin jom nak jom sini. Jangan kau ni. Kenapa kau ni curu nama ni bila. Hei, dia ni mana soal ni nusi, nasuhan tu lah Yesus nama ni bila. Alfa, ini, nampak? Oh, okey kau. Agak lebih piano. Jangan ni jauh, agak yang bagus tu. Kalau nak sih ni mereka. Tilau payau, dia binti binti, lu suresi asi, nawe seksual. Jangan cenderung tu kini lo jual. Kau sini le kau, so tu leo kau yang itu taxi bopia. Mau yang kopi taya, yang ni jadi sahih dia. Kau sini le kau. Tapi Yesus nama ni taxi boleh belum, kopi taxi ada belum, sahih lebih dia belum. Belum kau. Apa? Dia masih yang kau jadi sudah kau jah. Dah juga. Dekero tema pia kau anak api sibila. Loga jiwa tinggal huwa cawat dia cawat itu nanti sudah biar lucu. Biar kini cawat dosa itu bagu mampu dulu. Yang saya kena hingga tu sahaja malu jemu. Dulu itu cawat tidak tu boleh terlihat. Atau cawat itu bagu dia siapa? Api itu casin bilau mah lusina cawat dia via sosial. Yang ini jauh cidulah loga jiwa cawat itu nanti. Pertama usul aran itu tu lagi kaciah. Anak ni jiwa ni rasa mah, kau anak ni orang pun nak mesti. So anak ni wah ni kan mesti. Sebenarnya kau ni dia, kau ni kau solo, kau ni nyai cara mana? The seven jauh siapa? Halo le, terus mah aku yang anak biasa kita, amin. Yang ni loga ini pada sini kah? Shibrai kita se kamu doa kah? Hayat kita lecih tu lagi kamu. Awal les tu lagi kamu. Aku yang anak baby rumah selalu nak jadi amin. Aja, yang cerita tu macam tu bila kerana lain nama video itu suruh aku, itu jalan tu jalan balas kami rugu, itu jalan mui rugu, pakai jalan dah mui pakai ni sudah salah mulai ni.
ကဘာဦးသုံးမှာလူချဆင်းသွားပြီးတဲ့အခါပထမဦးဆုံးဖြစ်တော်တဲ့ပတ်သက်တဲ့ profession ငွေမျိုးနဲ့မိမမျိုးရန်မျိုးဖွဲ့မိမဝမ်းကဖွားရတော့ငွေရကိုက်အဲ့ငွေရကိုဒီသားနင်းချီလို့ပြောတယ်။ဒါလောဝါကတိုင်းမှာဖြစ်တော်အောင်ဝဲခံခြင်းဒီစာရဲခေါင်းကိုနင်းချီတာဖြစ်တယ်အာမင်။ငွေကခေါင်းနာပဲအဓိကအန္တရာယ်ပြုတယ်။ဒါခေါင်းကိုနင်းချီထားတယ်ဆိုတာဖြစ်တော်ကငွေခေါင်းကိုနင်းထားပြီးအောင်ဝဲခံပြီးဒါဒီရဲ့ယုံကြည်သူကစာရန်ကိုကြောက်နေတဲ့လူမျိုးပြီးတော့မှပြောတယ်အလကားနေလကားစာရန်ခမည်းကိုခေါင်းလာခေါက်လိုက်ဘိုက်ခေါက်လေးဆိုလိုက်စောင့်ခံသွားလိုက်လို့မရနော်စဉ်းစားကြည့်ကျွန်တော်သမီးအထွေးဆုံးနဲ့ကျွန်တော်လည်းလမ်းမှာနှစ်ယောက်သွားတယ်အဖေးပါတယ်သမီးနဲ့သွားတယ်ဒီသမီးကိုဖွေးရမကိုက်စီအောင်ဖွေးအောင်ကျွန်တော်ရှေ့ကလာချက်စားလိုက်တော့ဘယ်ချက်ပဲတိရစားမယ်လို့ပြောတယ်တော့ပြောချင်တာကအဖေတရားလုံးပါလေတွေ့ဟုတ်လားခွေးတိုက်တဲ့ဘေးရတယ်ကျွန်တော်ကာဗာလုပ်ထားတယ်လမ်းမှာထိုင်တဲ့ဒရောင်းစားလေကျွန်တော်ပြောလကားတွေကလက်ခောက်လို့မရအဖေကကာဗာလုပ်ထားတယ်ဒီပါတယ်ကဲကောင်းပြီအဖေနဲ့သူသွားနေတယ်မှာဒီကလေးကခွေးတိုက်ခါရဘလူကခောက်သွားလိုက်ဟုတ်လားဒီလူကကန်သွားလိုက်ဆိုရင်ပါတဲ့ဖေတော်သုံးချာဖို့အခုတင်ဘယ်သူနဲ့အသက်ရှင်တာဘယ်နဲ့အသက်ရှင်တာဖျားနဲ့အသက်ရှင်တဲ့တင်ကိုစာရန်ကအလကားတွေကလာခောက်သွားလိုက်စမ်းကောင်းလိုက်အတော်လေးကဖျားနဲ့တစ်ချိန်လုံးပါပဲပြောတယ်အခုပြင်ဘလို့ရည်ရရတယ်မြတ်ဆိုင်စာရန်လာချောင်းစာရန်လာတွေ့ဝဲနေစရာအစာရန်တော့ရှိတယ်အချိန်လုံးစာရန်မသိဘူးအဲ့တော့ခမရတဲ့လူရှိရပြရတယ်မတတ်နိုင်ဘူးဟုတ်လားဒီတိုင်းပဲ sorry ဘာလို့မနိုင်ဘူးဒါချာခမရတဲ့ခိုင်ချိနေရအဲ့လိုဘောမမဲဆွေဒီခရစ်တော်ထဲမှာလုံခြုံရအာမင်အာမင်လူနိုင်ဖြစ်တတ်တော်ဆိုတာရှိတယ်ချမ်းသာပြောလူနိုင်ဖြစ်တတ်တော်အခုအတန်ဝင်နေတာကလူနိုင်ဖြစ်တတ်တော်တောက်လျှောက်အပူတွေထဲမှာတောက်လျှောက်ချမ်းသာတင်တဲ့ပေးလို့ကျော်လေရောက်တာတပတ်လောက်ရှိနည်းနည်းထွက်လိုက်ပေါ်လိုက်ပြောင်းသွားအမှန်တော့ risk နားပေးရအောင်ဆိုမနေ့မှစောင့်ရအောင်ဆိုတော့ပြောနေတာကချွတ်ဟုတ်လားဆရာသမားတရားကိုစာရတော့ရှယ်ပို့ဘူးဒါလူတိုင်းဖြစ်တဲ့တော့စကားကတော့အများကြီးသံဃာဘောလူတိုင်းဖြစ်တဲ့တော့ဟုတ်လို့ဆိုတော့ယထာသမန်မှာတရားတော်ဟောရင်တော့ယထာပြတ်မှာပေါ့အဲ့ဒါစာရလာတာမဟုတ်ဘူးယထာသမန်မြေတော့ဟောတော့အဲ့ဒါလူတိုင်းဖြစ်တဲ့တော့အခုကျွန်တော်ဒီနေရာမှာမရှိခိုးပဲကားမင်းကကားပြတ်ပြီးတော့ဟောတီးမှာပေါ့အဲ့ဒါစာရတော့ရှယ်ပြောလို့မရဘူးလေဒါလူတိုင်းဖြစ်တဲ့တော့အဲ့တော့လူတိုင်းဖြစ်တဲ့တော့ဆိုတာရှိတယ်အဲ့ဒါကိုခွဲပြီးကျွန်တော်တစ်စိတ်ရှိဘူးပဲလေsorry နာမည်တော့ဒီလိုလေးကိုချမ်းအဲ့လိုမျိုးပဲရှိတင်ကထရစ်တော်ထဲမှာလုံခြုံပါလေအာမင်စာရန်ကိုဘုရားနင်းထားပြီးအောင်ပွဲခံပြီးလို့ပြောတယ်ဟာလေလုယာလက်ဝါးတိုင်အားဖြင့်အောင်ပွဲကိုထိရှောင်းထုတ်ပြတယ်လို့ပြောတယ်အာမင်ပြီးတော့လူကတော့ဆရာကြီးပြောတယ်လိုက်ဆိုတယ်လို့ငါတို့ဒီခရစ်တော်နဲ့အတူအောင်ပွဲကိုအစီခံစေခြင်းက၎င်းခရစ်တော်နဲ့အတူအောင်ပွဲကိုအစီခံမယ်လို့ပြောတယ်ဘယ်လိုခံမလဲအောင်ပွဲကိုတစ်ခါတလေခံပါလားခဏပြုတ်ခံပါလားဘယ်လိုခံပါလဲအစီခံပါတခင်ယေရှုကစာရန်နဲ့ဘာသာပြန်ကြားတယ်ချနေအောင်ပြီးတော့တခင်ယေရှုရဲ့စာရန်နဲ့အတူနဲ့ကိုယ်နဲ့လည်းအဲ့လိုမဟုတ်ဘူးခရစ်တော်ကအောင်ပွဲခံလာပြီးသားအာမင်ဒါကလေကျွန်တော်စာရန်ကြီးရှိုးရထွက်ပြီးဆိုမှသူရှုံးသွားလို့ထင်တာမဟုတ်ရှုံးမှချာဒါဆိုမှရှုံးတော့ဒါဆိုပြေတော့ရှုံးတာချာတော့ပြီဆိုတော့ဒီနေ့ခရစ်နေရအောင်ပွဲကတစ်ခါတလေခဏဖြစ်တယ်ဒီဘက်နဲ့နောက်ဘက်ဆရာနဲ့အခဏတည်းပြန်နိုင်တယ်ခဏလေးဆိုဘောလုံးပြေလို့သူလည်းကိုယ်လည်းဒီအဲ့လိုမဟုတ်ခရစ်တော်နဲ့သူအောင်ပွဲကိုလို့ခံပါလေအဲ့တော့သင်ကလောကကြီးထဲမှာဟိုဟာကြောက်ဒီဟာကြောက်စာရန်ကြောက်အဲ့လိုသက်ရှင်ရတာမဟုတ်ဘူးသင်ကခရစ်တော်နဲ့သူအောင်ပွဲခံရလို့ရှိဖြစ်တယ်အာမင်အာမင်ပြီးတော့မှအချမ်းပါသောသူတို့ကလက်ကိုတည်၍ချမ်းသာပြီးကြတယ်တင်နေထိုင်တဲ့အရာဒေသမှာဖြစ်ဖြစ်တင်ရှိနေတဲ့လုပ်ငန်းဝင်ထဲမှာပဲဖြစ်ဖြစ်
မချမ်းသာတဲ့လူတွေ့တင်ကိုယ်တိုင်လက်တင်ချမ်းသာပေးလို့ရတယ်အာမင်ဆုတောင်းပေးတယ်လို့တော့ပြောတော့ချမ်းသာပေးတယ်ဆိုတာပို့ပြီးစကားလုံးကလေးတယ်ဘောသူ့ကိုလုံးဝကောင်းသွားစေမယ်ဆိုတဲ့ဘောလုံးဝလုံရောက်စေမယ်ဆိုတဲ့ဘောဆောင်တယ်အာမင်မချမ်းသာသောသူတို့ကလက်ကိုတင်၍ချမ်းသာပြီးချမ်းသာဒါဆိုရင်လက်တင်ပြီးတော့မှမချမ်းသာတဲ့လူတွေလက်တင်ချမ်းသာပြီးတယ်ဆိုတာဆရာတွေပဲလုပ်ရတာယုံကြည်သူတိုင်းလားလက်တင်ရဆရာဖြစ်ဆရာမလို့တင့်ကိုတရားမှာသာပြီးသားဖြစ်တယ်အာမင်ကျွန်တော်တို့ကနေ့တိုင်းမိုးရသည်ဆိုရင်ပြီးတော့ဒီနေ့လို့ပြီးရင်က missionary training ဆိုတော့လို့အဲ့တော့ပြီးတော့ဒီနေ့မှာဒါတွေလက်တင်တော့ကိုချီလို့အခုအာနာရောတင်ဒီတော့တင်လာတဲ့လူလေးတွေကအိမ်ပြန်တော့ကျွန်တော်အိမ်ကျတော့သူ့ဘွားနေကောင်းဖြစ်တယ်ပြီးတော့ဘွားကျွန်တော်ဆူတောင်းပေးတယ်ဆိုခါလက်တင်လို့ဆူတောင်းပေးတယ်အဘွားလည်းဆူတောင်းခံတယ်ပြီးတော့ပြေးတယ်ဟဲ့နေက3လတင်တဲ့တက်တာလက်တင်ရဖြစ်လာတာကျွန်တော်တို့ပတ်ဝန်းကျင်မှာဆရာဆိုအစ်စ်တွေပွဲတာလေနော်ဆရာတွေအစ်စ်တွေပွဲတာကျွတ်ပြီးကျွန်တော်ဆရာreverend ဖြစ်သေးဘူးလားဟိုဖြစ်သေးဘူးလားလာပြီးကျွန်တော်ပြေဖို့ပြီးဘာလို့ချင်တော့လို့ဘာလို့ချင်တေးချင်လို့လားပါဘာလို့ဆက်မင်္ဂလာဆောင်ရဘာလို့ချင်တော့ပြောဟိုရလာဒီရလာနေလားမင်းနော်မင်းဘာလို့ချင်တော့ပြောအဲ့တော့ကျွန်တော်တို့ကဘာဖြစ်လို့ဆိုလက်တင်ရဆရာတော်ဖြစ်မှာပဲလက်တင်ရဘလို့ဘာလို့တကယ်တော့လက်တင်ချမ်းသာပေးရဆိုတာယုံကြည်သူကိုဖျားပေးတော့အခွင့်အာဏာဖြစ်တယ်အာမင်အဲ့တော့သင်ကမချမ်းသာတဲ့လူတွေ့ရင်ဘာလို့မရလဲလက်တင်ချမ်းသာကျွန်တော်မိသားစုကတော့တယောက်နေတယ်မကောင်းရင်အားလုံးကဒီလက်တင်ပြီးတော့ဆူတောင်းပေးတာကျွန်တော်နေမကောင်းရင်လည်းလက်နေလို့ကောင်းပါအိမ်မှာတမီးအားလုံးကလက်တင်ပြီးတော့ဆူတောင်းပေးဇနီးတဲ့နေမကောင်းရင်လည်းပြီးတော့မိုးဆူတောင်းပေးရတမီးနေမကောင်းလည်းချမ်းသာတယ်ဘာလို့ယုံကြည်သူတိုင်းလက်တင်ပြီးတော့ချမ်းသာပေးရမယ်လို့နှုတ်ကပတ်တော်ကသင်တဲ့ကျွန်တော်ပြောရတယ်အာမင်အဲယုံကြည်သူကိုဘုရားကနေရာနဲ့နေရာမှာခန့်ဘာလဲရှင်ဘရောဟိယာနဲ့ရှင်ဘရောဟိယာဆိုတာကဘုရားစေခံဖို့လေဘုရားရဲ့အစေခံဖို့အဲဘုရားရဲ့အစေခံဖို့ဆေလွတ်လိုက်တဲ့သင်ကိုဘုရားကလက်ချီတက်လွတ်လိုက်တာဟုတ်အခွင့်အာဏာအပြည့်ပေးပြီးတော့မှဆေလွတ်တာဖြစ်တယ်အာမင်အဲကဘာဥစ္စာမှာလည်းအာရန်ကိုဒီကဘာကြီးတွေကိုဘုရားထားတဲ့အခါအာရန်ရဲ့ဒီကဘာလုံးကိုဘာလို့အောင်လဲအုပ်ဆိုးရမယ်ဆိုပြီးတော့မှအခွင့်အာဏာနဲ့ဘုရားထားတာဖြစ်တယ်အာမင်ဒီနေ့တရက်ကျွန်တော်ကိုလည်းလောကကြီးမှာဘုရားကအခွင့်အာဏာအပြည့်အနှင်းပြီးတော့ထားတာဖြစ်တယ်အာမင်အဲဒီအခွင့်အာဏာနဲ့ရှိတဲ့နေရာမှာဘုရားခင်နိုင်ငံကိုခြေပြတ်မှုအစေခံဖို့ဖြစ်တယ်အာမင်အာမင်တော့ကတော့ဒီရောက်စဲဝင်ကြီးရအတွက်ကောင်းချီးမင်္ဂလာဖြစ်ပါစေအာမင်